ကျွန်တော်ခုဆိုရင်တော့ဒီရလေးကိုဒီဂိမ်းလေးကိုလုပ်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးရဆိုရင်တော့ရှင်ကျွန်တော် Roblox လေးဆော်ပြသွားမှာဖြစ်ပါတယ်ကိုကျော်ကြီးကိုလည်းသွားပြီး subscribe လုပ်ပြီးတော့နော်ကျွန်တော်ရဲ့ပေါ့နော်ကျွန်တော်ကိုလောဟိုဖြစ်နေပါတယ်ဆက်ဖြစ်နေပါတယ်ကျွန်တော်ကိုဗီဒီယိုလေးတစ်ပုတ်တင်ခြင်းလို့ပေါ့နော်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒါလေးကိုဒါလေးရင်လို့ပေါ့နော်ဒါလေးကိုမိတ်ဆက်ပေးခြင်းပါတယ်ဒါကတော့ဟိုဟာလေးပဲဖြစ်ပါတယ်YouTube တို့တွေအကုန်ဆော်လို့ရတဲ့ဟာဖြစ်ပါတယ်မြန်မာဟိုဟာ first prize OP play လို့ပြလိုက်တာနဲ့ပေါ်လာလိမ့်ပါမယ်ဒီလိုပုံစံလေးနဲ့ပါနောက်25ထုတ်ထားတဲ့ဟိုကောင်ကိုလည်းလုပ်ထားတာပါကျွန်တော်ကိုယ်တိုင်လုပ်ထားတယ်ဒီမှာငယ်သားတွေပဲရှိတာပါဒီကင်းလေးကိုလည်းစော့ကြပါဦးပြောကြပါလေဒါဆိုဂျူရှိစေရှိရဝရှိဒီပါလေချားရတော့လုံးအောင်လှုပ်ချင်နေပါလေခုဆိုရင်ကျွန်တော်တွန်းလဲနဲ့သွားရကောင်းဘောကထင်းနေတိုင်းပါပဲကိုလေးကီကိုကီအိုကိုအန်လေးကိုလေးအန်တခုံးတော့အန်တခုံးအန်လေးကိုလေးတဲ့2630နှစ်620နဲ့မှာဟုတ်ပါဘူး2630နဲ့မှာနှစ်ပဲဖြစ်ပါတယ်ဒီဟာလေးကိုလုပ်ကြပါကျွန်တော်ကောင်းလေဒီကိုကြီးတို့ပြောတာပါတရားပေါ့နော်ဒီအကောက်ကိုလည်းဒါလေးလေးလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါတဲ့ညီတော်ကိုပဲပြောပါတယ်လက်ကချီဆုံးအကုန်လုပ်လို့ရပါတယ်ဒါရလည်း free ရှိပါတယ်ဒါရီယူဆိုရင်ကျွန်တော်တို့ကတော့ဒီ line ဝင်ကြည့်လိုက်အောင်ပါပဲနောက်ခုဂိမ်းလေးတစ်ဂိမ်းနဲ့စောင်းဖို့ပေါ့နော်ဟိုကတော့မိတ်ပါခဲစီဒီရှော့နဲ့ခဲစီဒီဖတ်နဲ့ဒီစီတိုင်းဝင်နေတဲ့ဆိုရင်ခဲစီဒီဆက်ကိုသွားဒီမှာစီးခေါ်လာတယ်ဆိုယူကျွန်းနေဘာမှဆိုလို့ပါโอเคကျွန်တော်ခဲလို့ဆက်သွားလိုက်ခုတော့ကျွန်တော်ဘာဂိမ်းစောရမှာလဲဆိုကြည့်နေပါတယ်ဒီဂိမ်းစောလိုက်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျာကျွန်တော်နာမည်သိတာမလားဘုရားဗီဒီယိုလေးမသိနေတဲ့ကိုကြီးဟိခန့်ဆိုနောက်တစ်ဖုံးအကောင့်နဲ့ကျွန်တော်လှုပ်ထားတာပါVacation review
လာဝမ်းလို့မမေနော်တော့ဟဲ့ကြမရှိပါဘာဖြစ်တာလဲလို့ဘာနဲ့အဲ့မှာဘာရတော့လဲချူလာတူရီနဲ့ယူရမယ့်ဟာရချူလာတူရီတော့ဟိုကမြင်တတ်တာပေါ့ညစ်တတ်တာပေါ့ကြောက်မရှိဒီရည်ခွေးဆိုရင်တော့ကျွန်တော် line မကောင်းခဏရနာခွေးယူပါလို့ကျွန်တော်ပြောတောင်းဆိုချင်ပါတယ်ဒါပါပဲကျွန်တော်ပြန်ရောက်လာပြီပေါ့နော်ဒီနေ့ဗီဒီယိုရတော့တိတိရဲ့ဒီလိုအားလုံးကိုကြည့်ပြီးများကြီးပြန်ကြည့်ကောင်းလေဗီဒီယိုများကြီးလို့လည်းဆက်ကြည့်